ကီဘူဆူချီရဲ့ကိုချစ်ရတကူကြောင့်ပွဲတော်ကြားမှာသွာလာနေတဲ့မျိုးသားတစ်ယောက်ကတော့ချက်ချင်းပဲမိစ္ဆာအတွင်ကိုပြောင်းလဲသွားခဲ့ပါတယ်။ဘေးနားမှာရှိတဲ့ဇနီးတဲ့ကိုပါတိုက်ခိုက်လာကတပ်ပစ်ဖို့လုံးနေတဲ့ဆိုတာကိုတန်ဂျီရိုကလည်းနှမ်းမြင်သွားတာကြောင့်မျက်စိရှိမှတွေမှာရှိနေတဲ့ကီဘူဆူချီဘာမှမလုပ်နိုင်ပဲနဲ့ထိုမျိုးသမီးကိုတာကစ်တင်ပေးခဲ့ပါတယ်။နောက်မှခြုံထားတဲ့ဝိဆာကိုအသုံးပြုပြီးတော့မိစ္ဆာပုံစံကိုပြောင်းသွားတဲ့အမျိုးသားကိုတားဆီးခဲလိုက်ပြီးတော့အခိုက်ခံလိုက်ရတဲ့အမျိုးသမီးကိုလည်းရှားသူတွေကလာရောက်ကူညီပေးခဲ့ပါတယ်။ရေရုပ်တက်ဖြစ်နေတဲ့အချိန်မှာပဲကီဘူဆူဂျီကလည်းတန်ဂျီရိုကိုတေချာလေးကိုမှစိုက်ကြည့်နေခဲ့ပြီးတော့သူ့ရဲ့ဇနီးတဲ့နဲ့သမီးကိုခေါ်ခါလမ်းကြားထဲကနေပြီးတော့ရှောင်ထွက်ဖို့ကိုလှုပ်လိုက်ခဲ့ပါတယ်။မျက်စိရှိမှတွေမှာရှိနေတဲ့ကီဘူဆူဂျီကိုလည်းဒီတိုင်းကိုမှလက်လွတ်ပေးလိုက်ရမလားသူ့ရဲ့နောက်ကိုပြေးလိုက်သွားရမလားဆိုတာကိုတန်ဂျီရိုကလည်းဝေဝဲမရဖြစ်နေခဲ့ပြီးတော့နောက်ဆုံးမှာတော့မိစ္ဆာပုံစံပြောင်းနေတဲ့လူကိုပဲကဲတင်ပေးဖို့တာရွေးချယ်ခဲ့လိုက်ပါတယ်။တစ်ဖက်ကိုလှည့်ထွက်သွားတဲ့ကီဘူဆူဂျီကိုလည်းဘယ်နေရာကိုထွက်ပြေးသွားရအောင်လိုက်ရှာခဲ့ပြီးတော့ငရဲကိုပို့ပစ်မယ်လို့တန်ဂျီရိုကတော့အော်ပြောခဲ့လိုက်ပြီးတော့မကြခင်မှာပဲပွဲတော်ကိုစောင့်ကြည့်တဲ့လုံခြုံရေးတွေကရောက်လာကတန်ဂျီရိုကိုဖမ်းဆီးခဲ့လိုက်ပါတယ်။မိစ္ဆာဖြစ်ကိုမှပြောင်းလဲသွားတဲ့မျိုးသားဖြစ်သူကိုလည်းဘလို့ကဲတင်ပေးရမလဲဆိုပြီးတော့တန်ဂျီရိုကလည်းစဉ်းစားနေခဲ့ပြီးတော့ယိုဒီရဲ့ဆိုသူပဲယူရိုဂျီဂျာရက်ကနေပြီးတော့ပန်ပွင့်တွေအများကြီးကလည်းရောက်လာခဲ့ပါတယ်။အမှန်တကယ်ကတော့ဒီပန်ပွင့်တွေကတန်ဂျီရိုကိုလုံခြုံရေးအဆောင်တွေလက်ကနေကဲတင်ပေးတဲ့အတွက်ကိုမှမိစ္ဆာတကောင်ကဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။မျိုးသမီးတယောက်နဲ့မျိုးသားတယောက်ကတော့ရောက်လာကနေရာကနေအမြန်ထွက်သွားဖို့ကိုလည်းကြံပေးခဲ့ပါတယ်။အနမ်းခံအာယုံကောင်းတဲ့တန်ဂျီရိုကလည်းဒီလိုမျိုးကတော့တာမဟုတ်ဘဲနဲ့မိစ္ဆာတွေဆိုတာကိုတန်တီးပေးလိုက်တာကြောင့်ဘာလို့တဲ့သူတွေလဲဆိုပြီးတော့ထပ်မံပေးကြည့်ခဲ့ပါတယ်။ထိုအခါမှာတော့တာမာရိုလို့ခေါ်တဲ့မျိုးသမီးမိစ္ဆာကဘာမှကိုစိတ်မပူလို့ပြောကိုတန်ဂျီရိုကိုပြန်ပြောလာခဲ့ပြီးတော့သူမဟာဆရာဝန်တယောက်ဖြစ်တာကြောင့်ကိုက်ခံလိုက်ရတဲ့သတိမောက်နဲ့ကုသပေးနိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။အမှန်တကယ်ကတော့တာမာရိုကကီဘူဆူချီရဲ့လက်အောက်မှာလှုပ်ခဲ့ပြီးတဲ့မိစ္ဆာတစ်ကောင်ဖြစ်တယ်လို့အခုချိန်မှာ